လူငယ်တယောက်ပတ်စံပြုတ်ကျသွားတာကိုအနီးနားကကောင်လေးတယောက်ကကောက်ပေးပြီးဦးလေးပတ်စံပြုတ်ကြံခဲ့တယ်လို့လှမ်းပြောတယ်လူငယ်ကအော်ကျေးဇူးပါသားရဲ့လို့ပြန်ပြောတဲ့အချိန်မှာကောင်လေးကဦးလေးခဏလောက်စောင့်ပါဦးလို့ထပ်ခေါ်ပြန်တယ်လူငယ်ကဘာဖြစ်လို့လဲသားလို့မေးတော့ကောင်လေးကဦးလေးကျွန်တော်ကိုငွေ20လောက်ချေးလို့ရမလားဟင်းလို့တောင်းဆိုတယ်ဘေးကသူ့အမဖြစ်သူကတကယ်တော့ကျမတို့ဒီကိုလူတယောက်လာရှာတာပါထမင်းမစားရတာလဲရက်တော်တော်ကြာနေပြီလို့ဝင်ပြောတယ်အဲ့ဒီအချိန်မှာလူငယ်ရဲ့ရည်စားဖြစ်သူကဒီတောင်းရန်စားတောက်နေတဲ့သူတွေကဘဲကရောက်လာတာလဲတွေ့ရလူစီပတ်စံတောင်းနေတာပဲသူတို့ကိုထားခဲ့လိုက်သွားရအောင်လို့နှိမ်ချပြီးပြောတယ်ဒါပေမဲ့လူငယ်ကနေဦးစိတ်ရှည်စမ်းပါတယ်ပြောပါဦးဘာအခက်ခဲရှိလို့လဲလို့မေးလိုက်တယ်မင်းကလေးကကျမမောင်လေးနဲ့အတူအဖေကိုလာရှာတာပါဒါပေမဲ့ဂိတ်ကလုံခြုံရေးတွေကကျမတို့ကိုအထဲဝင်ခွင့်မပေးဘူးလို့ပြောပြတယ်ရည်စားဖြစ်သူကအဖေဒါကဘလို့နေရာမျိုးလဲသိလားနင့်အဖေကဒီမှာအလုပ်လုပ်ဖို့တန်လို့လားလို့လောင်ပြောင်ပြန်တဲ့လူငယ်ကသူ့ရည်စားကိုတားလိုက်ပြီးအဖေနာမည်ကဘသူလဲလို့မေးတော့မင်းကလေးကကျမအဖေနာမည်ကကြမ်းကြမ်းဟွာပါလို့ဖြေလိုက်တယ်ရည်စားဖြစ်သူကကြမ်းကြမ်းဟွာဟုတ်လားကြမ်းကြမ်းဟွာကဘသူလဲဆိုတာနင်သိလို့လားနင့်အဖေကဘလို့လုံးကြမ်းကြမ်းဟွာဖြစ်နိုင်မှာလဲလို့ဆိုတော့မင်းကလေးကအဖေကကျမတို့ကိုလိပ်စာပေးထားတာပါအခက်ခဲရှိရင်ဒီမှာလာရှာပါလို့ပြောခဲ့တယ်လို့ပြန်ပြောတယ်လူငယ်ကတော့အံ့ဩသွားပြီးဒီမှာကြမ်းကြမ်းဟွာဆိုတဲ့သူရှိတာတော့အမှန်ပဲဒါပေမဲ့အဲ့ဒါကကျွန်တော်အဖေလေးနာမည်မနေတာလားဒါမှမဟုတ်ဖုန်းနံပါတ်ရောရှိလားလို့မေးလိုက်တယ်မင်းကလေးကဖုန်းနံပါတ်ရှိပေမဲ့ဖုန်းမရှိဘူးလို့ပြောတာကြောင့်လူငယ်ကသူ့ဖုန်းနဲ့ခေါ်ပေးဖို့နံပါတ်ကိုကြည့်လိုက်တယ်ထူးဆန်းတာပဲဒါတကယ်ပဲကျွန်တော်အဖေဖုန်းနံပါတ်ပါပဲဒါပေမဲ့အဖေမှာဒီလောက်ရွယ်ရောက်နေတဲ့သားသမီးတွေရှိတာတခါမှမကြားဘူးကဲရုံးခန်းထဲကိုအတူလိုက်ခဲ့တာကိုတေချာရှင်းကြတာပေါ့လို့ပြောပြီးခေါ်သွားတဲ့ရည်စားဖြစ်သူကတော့ဒါလိန်နေတာတိတာကြီးကိုဘာလို့အပေါ်ထက်ကိုခေါ်သွားအောင်မလဲလို့ဒေါသတကြီးအော်ဟစ်နေခဲ့တယ်ရုံးခန်းထဲမှာလူငယ်ကဘဲကလာတာလဲလို့မေးတော့မင်းကလေးကတောင်တန်းတွေကိုဖြတ်ပြီးကီလိုမီတာ1000ကျော်လမ်းလျှောက်လာတာပါလို့ဖြေတယ်ဘာလို့အဖေကိုလာရှာတာလဲလို့ထပ်မေးတော့မင်းကလေးကတက္ကသိုလ်ဝင်ခွင့်ရလို့ကျောင်းလာစာချေးကျင်လို့ပါကျမတို့မှာတခြားနည်းလမ်းမရှိတော့လို့အဖေစီလာခဲ့တာပါလို့ရင်ဖွင့်တဲ့လူငယ်ကပထမဆုံးတွေ့တာကိုပတ်စံချေးခိုင်းတာမှားတယ်လို့မထင်ဘူးလားလို့မေးတဲ့အခါမင်းကလေးကဟုတ်ကဲ့ပါအနောက်ရှက်ပေးမိတာတောင်းပန်ပါတယ်ဆိုပြီးထွက်သွားဖို့ပြင်တယ်လူငယ်ကနေဦးသမီးကကျွန်တော်အဖေလိုပဲကောင်းမာတာပဲချိမပေးဘူးလို့ပြောတာမကူညီဘူးလို့မပြောရသေးဘူးလေကျောင်းလာစာကဘလောက်လဲလို့မေးတော့မင်းကလေးက4သိန်းရွမ်းလို့ဖြေတယ်လူငယ်က4သိန်းဆိုတာလေနှစ်စာရဲ့တဝက်တောင်မရှိပါဘူးကျွန်တော်မှတန်းရှိတယ်ဒီနေ့ကစပြီးသမီးရဲ့ကုန်ကြစည်အားလုံးကိုကျွန်တော်တာဝန်ယူမယ်ဒီကက်ကိုယူထားပါလို့ပြောပြီးကတ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာရည်စားဖြစ်သူကကတ်ကိုလူယူပြီးဒါတော့သူမလိမ္မာလေးပါဘာလို့ပတ်စံတွေအများကြီးပေးရတာလဲလို့အော်တော့လူငယ်ကကဘာပေါ်မှာလူတိုင်းကလူလိမ်မဟုတ်ပါဘူးအမှန်တရားကရှိမှရှိနေတာပဲလို့ပြောပြီးသူ့ရည်စားကိုညှင်းဆန်လိုက်တယ်ရည်စားဖြစ်သူကဒါနဲ့အဖေရဲ့အပြင်ကသားသမီးပဲနင်ကမှအရင်လေဒီပတ်စံတွေကငါတို့နဲ့ပဲဆိုင်တာနင်လိုတော့သူမကဝက်ပဲပြန်ကြောင်းတော့လို့နိုင်ဆိုင်စွာပြောလိုက်တယ်လူငယ်ကကျွန်တော်အဖေလဲရွာကလာတာပဲစူးစမ်းလို့ဒီနေ့ဒီနေရာကိုရောက်နေတာဒီညီမလေးကိုကြည်ဦးသူလဲရွာကလာတာပဲဒါပေမဲ့စူးစမ်းလို့တက္ကသိုလ်တက်ရတော့မယ်သူကကျွန်တော်ညီမပဲကျွန်တော်သွေးသားပဲကျွန်တော်မကူညီရင်ဘသူကူညီမှလဲလို့ပြက်ပြက်တတ်တာပြောလိုက်တယ်လောဘကြီးတဲ့ရည်စားဖြစ်သူကကတ်ကိုထပ်ပြီးလူယူတော့လူငယ်ကကောင်းပြီဒါဆိုဒီကတ်ကိုအခုပဲဖျက်ပစ်လိုက်မယ်လို့ပြောပြီးသူ့ညီမလေးကိုခေါ်ကလောဘကြီးတဲ့ရည်စားကိုထားရစ်ခဲ့ပါတော့တယ်